အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုလေးထဲမှာ teacher တက်ကဒီ teacher တွေအတွက် AI for teachers ပေါ့နော် AI tools လေးတွေကိုဘယ်လိုအသုံးပြုလို့ရမလဲဆိုတာလေးတွေပြောပြတော့ပါမယ်အဲ့တော့ဗီဒီယိုလေးထဲမှာဒီပထမအဦးဆုံးက Chat GPT အားလုံးသိတာပြီးသားဖြစ်တဲ့ Chat GPT လေးကိုဘယ်လိုသုံးမလဲပေါ့နော်အဲ့တော့ပထမဆုံးပြောချင်တာ Chat GPT ကဆိုရင်ဒီအဓိကကတော့ကိုတော့ဘာတွေသုံးဖြစ်တယ်ပေါ့နော် teacher တက်သုံးဖြစ်တာကတော့ဒီ lesson planning ပေါ့နော်ဒီသင်ခန်းစာတွေပြင်ဆင်တဲ့အခါမှာသုံးတယ်နောက်တစ်ခုကဒီ worksheet တွေထုတ်တာပေါ့နော်worksheet တွေထုတ်တဲ့နေရာမှာသုံးတယ်အဲ့ဒါတော်တော်ကြီး Chat GPT ကအဆင်ပြေတယ်အဲ့တော့အခုဒီဗီဒီယိုထဲမှာ Chat GPT နဲ့ဒီ worksheet reading activities လေးတစ်ခုပေါ့နော်အဲ့ဟာလေးတစ်ခုထုတ်ပြထားတယ်အဲ့ဒါလေးကိုကြည့်လိုက်ကြရအောင်နော်โอเคဒါဆိုလို့ရှိရင်ဒီမှာ ChatGPT ကိုတွားလိုက်တယ် ChatGPT မှာဆိုရင်ဒီမှာဒီနေ့က reading passage ပေါ့နော်ဒီ activities after reading activities လေးလိုချင်တယ်အဲ့အတွက် reading activity လေးတခုပေးပါဆိုပြီးတော့ပြောလိုက်တယ်အဲ့မှာဒီကလေးတွေကိုဘာဖတ်စေချင်တာလဲပေါ့နော်ကိုကတော့ဒီနေ့The Goose That Lay Golden Egg ဆိုရဲreading passage လေးပေးချင်လိုချင်တယ် reading passage after reading activities title က The Goose That Lay Golden Egg level လေးရေးပြီးလို့ရတယ်ကိုလိုချင်တဲ့ level ပေါ့နော်အဲ့တော့ဒါကတော့အခု level က A1 level အတွက်လိုချင်တယ်လို့ရိုက်ထည့်တဲ့အခါမှာသူကဒီမှာ reading passage လည်းပေးတယ် The Goose That Lay Golden Egg ဆို reading passage လေးပေးတယ်ပြီးတော့အောက်မှာ moral ကပေါ့နော်ဒီက Aesop Fables လေးဖြစ်တဲ့အတွက်ကြောင့် moral lesson လေးပါတယ်အဲ့တော့ moral လေးပါထည့်ပေးထားတယ်ပြီးတော့ဒီအောက်မှာသူက after reading activities ကA1 level အတွက်ဆိုရင်ပထမဆုံး vocabulary match လေးပေးရပေါ့နော်ဒီမှာ words နဲ့ meaning match လုပ်ကြတာပြီးတော့ true false ပေးတယ်choose the correct answer ပေးတယ် fill the blanks ပေးတယ်နောက်တစ်ခုကspeaking activities ပေါ့နော်ဒါ moral of story ဆိုပြီးတော့ speaking activities တွေပါပေးတည်ရယ်နော်ပြီးတော့အောက်မှာသူကဒီမှာ optional fan activities တွေပါထည့်ပြီးသားတည်ရယ်ဘယ်လိုမျိုးဒီ after reading ဒီကလေးလေးစာပိုက်ဖတ်ပြီးတဲ့အခါမှာဒီဘာလေးတွေချက်လုပ်လို့ရမလဲပေါ့နော်သူကတော့ဒီမှာ draw the goose and the golden egg add out the story and ဒါမျိုးတွေလည်းလုပ်လို့ရတယ်နော်ဆိုဒါဆိုလို့ရှိရင်အဲ့ဟာကိုမှဒီလိုမျိုးမဟုတ်ဘဲနဲ့ PDF file လိုချင်တယ်ဒါမှမဟုတ် Word file လိုချင်တယ်ဆိုလဲသူ့ကိုထည့်ရေးပြီးလို့ရတယ် please give me a worksheet ပေါ့နော်ဒီမှာ PDF လိုချင် please give me the worksheet PDF လို့ပြောပြလိုက်ရင်သူကဒီမှာdownload လေးလုပ်လိုက်ပြီးဒီမှာ download လေးရသွားပြီပေါ့နော်ဖွင့်ကြည့်လိုက်မယ် okay ဒီလိုမျိုးလေးရပါ fill the blanks activity for writing what is moral of the story okay ဒါဆိုလို့ရှိရင်ဒီဗီဒီယိုလေးထဲမှာဒီ teachers တွေသုံးလို့ရမယ်ဒီ Chat GPT ကိုပြပေးသွားတာပါအားလုံးပဲကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြည့်ပေးတဲ့အတွက်ကြောင့်အဲ့တော့ AI tools တွေကိုသုံးကြည့်ပါအခု teacher တွေအတွက်အရန်ကို support ပေးမဲ့ tools တွေဖြစ်ပါတယ်အဲ့တော့ AI တွေက teacher တွေကိုတော့ replace လုပ်နိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ teachers တွေအတွက်ဒီပို့ပြီးကောင်းတဲ့ပို့ပြီး quality ကောင်းတဲ့ teachers တွေဖြစ်လာဖို့အတွက် AI တွေက support လုပ်ပေးနိုင်ပါတယ်เนาะ okay ဒါဆိုရင်အားလုံးပဲကျေးဇူးတင်ပါတယ် bye bye